ချမ်းသာကိုမင်းတို့ရရင်ကျင်းနေဘူးလား ကျင်းနေပါဘူး တောက်လို့ရကောက်လို့ရဒိဋ္ဌဓမ္မရက်အတော်ပြည့်မင်းတို့ခုနတသိန်းဆိုတသိန်းဘက်ကမင်းတို့ပြန်များခဲ့ဘူးလား ဟုတ်ကဲ့ပါ အခုတို့တော့အဝဲထွက်ပြီး အမှန်ဗျာအဲ့လိုကြီးငရဲကြီးလာတော့မသိဘူးရိုက်တဲ့ကောင်လဲကွာကျွန်တော်ဒါတောင်းတာပြောတာမဟုတ်ဘူးဗျာရည်စရာတွေ့လို့ရှိတာ ခင်ကားလာတာစလို့လေဟိတ်သမီးတွေတားတွေမှာအတိတ်ကောင်းနမိတ်ကောင်းနဲ့ပြန်ပြီးတော့ကုန်းနာမကစစ် ဘာခွာမပြောင်းလဲဟဲ့ ဒေသပြန်ရမင်းတို့ကျင်းနေပြီလား ကျင်းနေပါ အဲ့တော့ပေါက်လို့ပဲရကောက်လို့ပဲရနတ်ကတော့မင်းတို့ပေးပြီးနေတယ်ဒီလိုဒီခရစ်တော်ကိုသာသနာပွဲထိုးမယ်လို့ဥတီတဲ့ကမင်းတို့ရမယ်ရ ဒါကတော့ကျွန်တော်တို့ရိုးရပါဗျာရိုးရနဲ့တွေပူဇော်ပါတာပေါ့နော်ရှေးထုံးလည်းမပယ်နဲ့ဈေးသုံးလည်းမကျွမ်းနဲ့ကျွန်တော်ကကိုးကွယ်လို့ရတယ်နော်မယုံကြည်လို့ရတယ်စော်ကားကတော့မရှိဘူးတောင်းမှန်နဲ့ညင်းလည်းမညင်းကျွန်တော်ကမယုံကြည်ရတဲ့ပါတယ်ဘလိုင်းစော်ကားနေလို့မရဘူးဗျာနော်ဒါပေမဲ့ဒါဟာသာပုံစံဖြစ်သွားတော့ရိုက်တဲ့သူကဘလို့ရည်ရွယ်ချက်နဲ့ရိုက်ပြီးတင်လည်းမသိဘူးနော်ဒါကာယကံရှင်ကိုယ်တိုင်ရိုက်တင်တာ တယ်မယ်ထိုးရင်ချိန်ကရရင်ရမရရင်ထိုးပြီးတဲ့ချိန်ကရလေမနစ်ကတော့ကလည်းထိုးပြီးတဲ့ချိန်ကသာသနာပွဲထိုးပြီးတော့မရဘူးထိုးလား ဟုတ်ပါ ဒီခရီးနဲ့ပတ်သက်လို့ကောင်းကျိုးချမ်းသာသုံးလုံးတော့ကနေနဲ့ပတ်သက်လို့လည်းဆက်ဆက်နဲ့ရနိုင်မယ်ရတဲ့အခွင့်အရေးတော့မင်းလည်းမလုပ်နဲ့ တော့ပြီး ဟု ပါ တ်လားရတဲ့အခွင့်အရေးတော့လည်းမလုပ်နဲ့ဒီနေ့အောင်ပွဲလာထိုးတာဖြစ်တဲ့အတွက်ကိုမင်းတို့တနေ့လာနဲ့အင်္ဂါနေ့ကြအောင်ကတက်ပွဲရငါအင်္ဂါဟုတ်လားတိုက်ပွဲကိုလာထိုးတဲ့အတွက်ကိုတိုက်ပွဲတော့ကိုတိုက်ကချက်ပွဲရငါချက်ငါတင်ငါချက်ငါနဲ့ကမင်းတို့ထိုး အဲ့တော့ဒီနေ့ကအင်္ဂါနေ့ဆိုတော့6 5နှစ်ကနော်ဒါပေးလိုက်ပြီပေါ့ဗျာဒါကမှယုံကြည်ရဆိုရင်တော့စုံမယုံကြည်တော့ခင်ဗျားတို့ပိုင်ပေါ့နော်ဒါပေးလိုက်ပြီ တနေ့လာနဲ့အင်္ဂါနေ့မှာဟုတ်လားနက်ကပြီးတော့ညားနေတယ်မင်းတို့ကိုယ်တိုင်ကိုကြခဏနဲ့ညားလို့ရက်ကြလေဦးမယ်ဒီနေ့တနေ့တာကလာတိုက်ပွဲထိုးရနေပြီလာမယ့်နေ့တိုက်ပွဲထိုးရဲ့အချိန်ကာလမရ ဘယ်လိုလက်မိုင်းမကပ်ဘူးဗျာကဲမဟုတ်ကျွန်တော်တို့ဒီမှာကြည့်လေအဲ့တော့ဒါအမှန်ပြောရင်ကျွန်တော်ကဘာရွေချမ်းမှမဟုတ်ရီရတယ်ဗျာနော်ရီရတယ်ဒါတဲ့ပြောတယ်ဘာလို့ဆိုတော့တွားသူနေတဲ့ဒီနေရုပ်ထုတွေကိုသူတို့ပွဲပေးရင်လည်းသူပိုင်ဆိုင်ရာတွေနဲ့ပွဲပေးရင်လည်းကျွန်တော်တို့ဒါပူဇော်ရပါတာတယ်ပေါ့ဗျာဒါပြဿနာမရှိကိုယုံကြည်ကကိုလုံးကြတာဘယ်သူမှဒုက္ခပေးနေတာမဟုတ်ဒါပေမဲ့ရိုက်တင်တဲ့သူကရွေချက်ရှိရိုက်တင်တာလေအဲ့တော့ကျွန်တော်ကတော့မြင်ရည်မိမှာပဲအကုန်ဖမ်းပါလိမ့် 你们散了瓜，那我赢了你。 ကိုမရလည်းရင်းမိပါပဲဗျာနော်အဲ့ရင်းမိမှာပဲအဲ့တော့ကျွန်တော်တို့အပြစ်လည်းလာမပြောနဲ့ဒါလည်းဟိုဝါဆိုရလာကြီးတော့ဆဲဆိုတာလည်းလာမလုံးနဲ့ကျွန်တော်ကလည်းခင်ဗျားတို့ကျွန်တော်ပြန်ဆဲမှာဒါပေမဲ့ရှင်းရှင်းလေးပဲရိုက်တဲ့သူကလည်းသူဟိုအဖိုက်နဲ့ထည့်ပြီးရိုက်မိလိုက်လားမသိဒါပေမဲ့ဒါရရည်ရွယ်ချက်ရှိဘယ်ဖုန်းမဆိုဘယ်ကင်မရာဆိုဘယ်ဆော်ဝဲနဲ့မဆိုရိုက်အဖက်ကိုထဲမှာဖြစ်တာ TikTok ကရိုက်မယ်ဆိုရင်တော့ချောတဲ့အဖက်ပဲအော်တိုထည့်ပြီးတာနော်ကြည့်မိလိုက်လို့ဂျီမိလိုက်လို့ကျွန်တော်တို့ရီမိလိုက်လို့ဒါအကင်ခံရမှာလားနော်အဲ့တော့ခင်ဗျားတို့ဒီဗီဒီယိုကြည့်ပြီးတော့ရေးတဲ့သူတွေရှိတယ်ဒီဗီဒီယိုကြည့်ပြီးတော့ခင်ဗျားတို့ရောရေးမိလိုက်သေးလားကျွန်တော်ရေးမိလိုက်တယ်ဗျာဒါဂျိုးသားဆုံးဝင်ခံတာပဲကျွန်တော်ဒီခါရေးချင်သေးတာဒါမင်းကဝတ်တက်လိုက်တော့မျက်နှာဝတ်တက်လိုက်တော့ ပြောမယ်ဆိုတော့ဒီ post ကိုမင်းမေကိုလည်းပြမယ်ရဲကိုလည်းတိုက်မယ် အဲ့တော့အကိုတို့တွေရောအကိုတို့မတို့ရီမိလိုက်သေးတာရီမိလိုက်ရင်အကင်ခံရမယ်เนาะအဲ့တော့အကင်ခံရမလားအကင်မခံရဘူးလားဆိုတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့တော့ဒါကကျွန်တော်အသက်သက်လှောင်ပြောင်းခြင်းနဲ့စိတ်နဲ့ရှိကြမှာမဟုတ်ဘူးရီစရာပေါ့